မြန်မာဘင်္ဂလားဒေ့ရှ်နေဆက်ရခိုင်ပြည်မောင်တော်မြို့နယ်မြောက်ပိုင်းမှာမွတ်စလင်ကျန်းဖက်လက်နက်ကိုင်ဖွဲ့တွေဖြစ်တဲ့အာဆာ RSO ARE တို့ဟာအခုရက်ပိုင်းအရက်သားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပိုပြီးလှုပ်ဆောင်လာနေပါတယ်။အဲ့ဒီမွတ်စလင်ကျန်းဖက်လက်နက်ကိုင်ဖွဲ့တွေကတပ်ဖြတ်တဲ့အရက်သားအလောင်း6လုံးကိုအဲ့ဒီမွတ်စလင်ကျန်းဖက်လက်နက်ကိုင်ဖွဲ့တွေဟာမောင်တော်မြို့နယ်မြောက်ပိုင်းမှာလမ်းသွားလမ်းလာလုပ်တဲ့အရက်သားတွေကိုတပ်ဖြတ်တာခြုံခိုပစ်ခတ်တာအမြဲလိုလှုပ်ဆောင်နေတာပါ။အခုရက်ပိုင်းအတွင်းပျောက်ဆုံးနေတဲ့အရက်သား10ဦးရှိတယ်လို့သိရပါတယ်။အခုလိုကြမ်းဖက်မှုတွေလှုပ်ဆောင်နေတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုမွတ်စလင်တွေအနေနဲ့ထောက်မခံကြဖို့ကိုမောင်တော်မြို့နယ်ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမွတ်စလင်ဦးမောင်မောင်အေးကပြောပါတယ်။ထွေးတဲ့နေရာမှာအရက်သားကိုတိုက်တယ်လက်နက်နဲ့တပ်ပြီးတော့တောထဲကိုဝင်သွားတယ်။ကားနဲ့ကုန်တန်ကားနဲ့သွားတယ်အရက်သားတွေကိုတိုက်တယ်ပတ်သက်တယ်။ခနဲ့ရှာဖို့သွားတဲ့လူတွေကိုပတ်သက်တယ်အဲ့ဒါမျိုးတွေလုပ်တယ်သူတို့က။အဲ့ဒါကြောင့်မလို့သူတို့ကိုဘယ်လိုပြောရှင်လဲဆိုတော့အဲ့ဒါမျိုးမလုပ်တော့တကဘာလုံးကိုပါကျွန်တော်ပြောရှင်တယ်။တကဘာမှာရှိတဲ့မွတ်စလင်ကျွန်တော်တို့အရကနိုင်ငံတော်တိတ်ကထွက်ပြေးသွားတဲ့မွတ်စလင်ရဲ့အလုံးလုံးဖို့သွားတဲ့မွတ်စလင်ရဲ့အကုန်ကိုကျွန်တော်ပြောရှင်တာသူတို့တခုလေးလုံးမပေးနိုင်တဲ့အဖွဲအစည်းတွေကိုအားမပေးဖို့အတွက်ကျွန်တော်အနေနဲ့ပြောလိုပါတယ်အဲ့ဒီအာဆာ RSO ARE စတဲ့အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ GB ကအစွမ်းရောက်စစ်သေးကြွဝါဒကိုအားပေးတဲ့အရာရှိတချို့ပူပေါင်းပါဝင်နေတယ်လို့အာရခတက်တော် AA ကစက်တင်ဘာ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်အာရခတက်တော် AA တက်စခန်းကိုလည်းဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပြီးနေရာ6ခုမှာထိတွေ့တိုက်ခိုက်မှု12ကြိမ်အထက်ရှိခဲ့တယ်လို့လည်းဆိုပါတယ်။အာဆာအဖွဲ့ဟာပြီးခဲ့တဲ့2016ကစလို့ရခိုင်ပြည်အတွင်းမှာစတင်လှုပ်ရှားခဲ့တာပါ။အဲ့ဒီတုန်းကတော့အခုလောက်ထိလက်နက်အင်အားလူအင်အားတွေမရှိသလိုအကြမ်းဖက်လုပ်တာတွေပြန်ပေးဆွေးတာတွေလူကုန်ကူးတာနဲ့မူရစေဝါမှောင်ခိုခိုင်းတစ်ခုဖြစ်တာရှိခဲ့တာပါ။ဘူးတီတောင်နဲ့မောင်တော်မြို့တွေကိုအာရခတက်တော် AA ကမြို့သိမ်းတိုက်ပွဲတွေလှုပ်ဆောင်လာချိန်မှာတော့စစ်ချုံနေတဲ့စစ်ကောင်စီတပ်ဟာသူတို့စခန်းတွေကိုခုခံဖို့အတွက်အဲ့ဒီအာဆာတို့ကိုလူအင်အားဖြည့်ခိုင်းပြီးလက်နက်တွေလည်းတက်ဆင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်သူတို့တွေဟာအကြမ်းဖက်ဂိုင်းကနေမွတ်စလင်တွေအတွက်လက်နက်ကင်တွာလန်ရေးအဖွဲ့လိုအသွင်ဆောင်စေယုံပြီးအင်အားဟာလည်းတစကြီးထွားလာခဲ့တာဖြစ်ပါတယ်။အရင်တုန်းကတော့အာဆာအဖွဲ့ဟာရခိုင်ပြည်မှာရှိတဲ့မွတ်စလင်တွေအတွက်အလုတ်လုံနေတယ်လို့ထင်ခဲ့ပေမဲ့သူတို့ရဲ့လုပ်ရက်တွေကိုကြည့်ရင်ကိုဂျိုးစီဘောအတွက်လှုပ်ဆောင်နေတာပဲလို့မောင်တော်မျိုးကဂျူရီလူကြီးဖြစ်တဲ့ဘာဆေးကပြောပါတယ်။လွန်ခါတဲ့2000ကနိုင်လောက်မှာအာဆာဆူဆာယာအဖွေဒီကျွန်တော်တို့ဤဒေသမှာ2000crowd စကနေကပါမွန်တို့ဘူးတော်မှာဝါလို့သူတို့လှူရှာခပ်ပါလူပေါင်းရာနဲ့ရှိပြီးကသူတို့တက်ပါခါစတဲ့ဟိမှာရေကရအခမ်းပါပူဒီလို့အာဆာတို့ကြက်ကေလောကစတိကျွန်တော်တို့မှာရအရာဟောက်ကစုကတမျိုးခံစားပါတော့သူတို့ကြက်ကထိုင်ပြတော်လို့နေကြလာမသိစုပြီးခံစားနောက်ဆုံးမှကြက်ကသူတို့လူကိုတီကိုလိုက်လို့ခါရခဲ့တဲ့လေးခဲ့တဲ့ပြန်ပဲဆွဲခဲ့တဲ့စုခညုံခမှုစာတဖိဖိကြားဆန်းလာခဲ့နောက်ဆုံးဟာ2000ကနေမှာအလုံးစုံထော်ပြရခဲ့စတိအစီဝီလောကစတိရခခေခါဖာမှာကျွန်တော်တီလခါစားသူတို့ဆိုကျွန်တော်တို့လူမျိုးကိုကူစားပူစားမို့သူတို့အကျိုးစီးပွားတခုတည်းကိုကူစားပူပြီးခဲ့သူတို့ကြက်ကလာလို့ကစားကျွန်တော်လူမျိုးကိုကူစားပူလို့မို့တို့ကိုဒါကွန်ဂျူလီတို့လို့ပွေးစီမဟုတ်လို့ကျွန်တော်အနေနဲ့ယူဖြစ်အလားတူပဲမွတ်စလင်ရေးရာကောင်စီဥက္ကဋ္ဌဥခေအောင်ကလည်းအဲ့ဒီမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကိုလက်မခံဘူးလို့ပြောပါတယ်ကျွန်တော်တို့ကြတော့ပထမတည်းလက်မခံဘူးအခုလည်းတို့အာစာဆိုတော့ကျွန်တော်လက်မခံမောင်တော်ဘုဒ္ဓံသားတွေလက်ခံတာမဟုတ်ဘူးအာစာဆိုပြီးတော့ငင်းရှင်းလက်နေဆိုပြီးတော့2010ခနိုင်မှာ2012မှာအခုထွက်ကုန်ပြီးသွားပြီဒုက္ခပေးတာပဲရှိအကျိုးရှိတော့သူကစီးပွားလုံးနေတာပဲကျွန်တော်မြင်တဲ့စီးပွားလုံးတာပဲကျွန်တော်မြင်လက်ရှိမှာတော့အာရခတက်တော်ရေးကလည်းအဲ့ဒီမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကိုလိုက်လံချင်းလင်းနေတာတွေရှိပါတယ်။မောင်တော်မြောက်ပိုင်းကဒေသခံတွေကတော့အာဆာအဖွဲ့ရဲ့စိတ်ဝင်လာမှုကြောင့်တော်ရေးလာရေးကအစစိုးရင်ကြောင်းလန့်နေကြပါတယ်ခင်ဗျာ။ရခိုင်ပြည်မောင်တော်မြို့နယ်မြောက်ပိုင်းမှာမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အာဆာအဖွဲ့ကတနံပေးနေတာကိုတွေ့ရတာပါ။ဒီအာဆာကျမ်းဖက်လက်နက်ကိုင်ဖွဲ့ရဆိုရင်မောင်တော်မြို့နယ်မြောက်ပိုင်းမှာလမ်းတော်လမ်းလာတွေကိုခြုံခိုပစ်ခတ်တာဖမ်းဆီးတပ်ဖြတ်တာတွေအမြဲလိုလှုပ်ဆောင်နေတာဖြစ်ပါတယ်အာရခတက်တော်ရေးကလည်းဒီမွတ်စလင်ကျမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စစ်သွေးကြော့မွတ်စလင်လက်နက်ကိုင်အာဆာအဖွဲ့ကိုပြင်းပြင်းထန်ထန်ထိထိရောက်ရောက်နှိမ်နင်းပေးဖို့
အာရခတက်တော်အေကိုဘူဒီတောင်မောင်းတော်ဒေသခံတွေကတောင်းဆိုနေကြပါတယ်အကြမ်းဖက်အာစာအဖွဲ့ကြောင့်ဒေသခံပြည်သူတွေတေဆုံးမှုတိုးလာနေတယ်လို့လူမှုစီးပွားလောက်ကင်သွာလာရမှာလဲစိုးရိမ်မှုတွေနဲ့နေထိုင်သွာလာနေရတယ်လို့ဘူဒီတောင်မောင်းတော်ဒေသခံတွေကပြောပါတယ်။ဩဂတ်စ်လဆန်ပိုင်းကမောင်းတော်မြို့နယ်တမဆာအဖွဲ့ဝင်တွေကတပ်ဖြတ်လိုက်တာလို့သိရပါတယ်။ဩဂတ်စ်လ10ရက်နေ့ကလည်းမောင်းတော်မြို့နယ်ချာရတန်းကျေးရွာကဒေသခံတအူရွာအနီးချောင်းမှာငါးရှာနေတဲ့အချိန်အာစာတပ်ဖွဲ့ဝင်10ဦးကခြုံထဲကထွက်လာပြီးတနက်နဲ့ပစ်ခတ်သွားလို့တေဆုံးသွားရတယ်လို့သိရပါတယ်။အရင်လတွေကလည်းအာစာအကြမ်းဖက်အဖွဲ့ရဲ့တပ်ကြတဲ့မွတ်စလင်ပြည်သူတွေအပါအဝင်ဒေသခံတိုင်းရင်းသားပြည်သူတွေဟာအာစာအဖွဲ့ရဲ့အကြမ်းဖက်ကျူးလွန်မှုတွေကိုတားဆီးပေးဖို့အာရခတက်တော်အေကိုတောင်းဆိုနေကြပါတယ်။အာစာကိုထိထိရောက်ရောက်ပြင်းပြင်းထန်ထန်နှိမ်နင်းပေးဖို့နဲ့ဒေသခံပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုအကာအကွယ်အာစာအပြင် RSO ARA နဲ့တခြားအုပ်စုလိုက်လှုပ်ရှားနေကြတဲ့အကြမ်းဖက်အဖွဲ့တွေရှိပြီးဘင်္ဂလားဒေ့ရှ်ဘက်ကနေလာပြီးအာရခပြည်တယ်လို့အာရခတက်တော်ပြောခွင့်ရဥခိုင်ဒုက္ခကပြောဆိုထားပါတယ်။ BGB ကအဲ့ဒီလိုလုပ်နေတာဟာနေဆက်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကိုအာရခပြည်မောင်းတော်မြို့နယ်နေဆက်အနီးမှာစစ်သွေးကြွအကြမ်းဖက်အာစာအဖွဲ့ဝင်တွေတပ်ဖြတ်ပြီးတောအုပ်ထဲမှာစွန့်ပစ်ထားခဲ့တဲ့တမန်သားရွာနဲ့ဒုံညိုရွာကရက်သားအလောင်း6လောင်းကိုတွေ့ရှိထားတယ်လို့အာရခတက်တော် A ကဒီကနေ့မှာထုတ်ပြန်ပါတယ်။စက်တင်ဘာလ28ရက်နေ့ညနေ3နာရီလောက်မှာလုံခြုံရေးဆောင်ရွက်နေတဲ့အချိန်မောင်းတော်မြို့နယ်အထက်အင်းချောင်းရွာရဲ့အနောက်မြောက်ဖက်မီတာ980လောက်အကွာမှာရှိတဲ့ငှက်ပြောတောအုပ်ထဲနေရာမှာအရေးပျော်ပြီးအယိုးစုများသာကြန့်ရှိတော့တဲ့အလောင်း6လောင်းကိုရုပ်ပြက်စင်ပြက်အနေထားနဲ့ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ပြောပါဘက်ကနေနီလန်းမျိုးစုံနဲ့အချိန်ယူစိတ်ဝင်ထိုးဖောက်ပြီးလုံခြုံရေးတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တာလို့ A ကပြောပါတယ်အဲ့ဒီချိန်ကာလမှာလမ်းမှာတွေ့တဲ့မွတ်စလင်မဟုတ်တဲ့အရက်သားပြည်သူတွေကိုအကြမ်းဖက်အာစာအဖွဲ့ဟာနှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ပြီးအလောင်းတွေကိုလူပြက်လက်တဲ့နေရာလူအယောက်နှဲပါတဲ့နေရာတွေမှာစွန့်ပစ်ခဲ့ကြတယ်လို့သိရပါတယ်။တမန်သားကြေးရွာနဲ့ဒုံညိုကြေးရွာကအပြစ်မဲ့ပြည်သူလုံခြုံရေးကိုအရှိန်မြင့်ဆောင်ရွက်နေတယ်လို့ A ကပြောပါတယ်။အကြမ်းဖက်အာစာနဲ့ RSO အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်ရခိုင်ပြည်နယ်စပ်ဒေသတစ်လျှောက်မှာအပြစ်မဲ့အရက်သားပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုချိန်ချောက်နေတဲ့အတွက်ပြည်သူတွေအနေနဲ့တော်လာရေးတွေမှာအထူးသတိထားကြဖို့မဖြစ်မနေခီးသွားမယ်ဆိုရင်တက်ဆိုင်ရာဌာနတွေကိုအတိပေးပြီးမှတော်လာကြဖို့ AA ကတိုက်တွန်းထားပါတယ်။အကြမ်းဖက်အာစာနဲ့ RSO အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှအခြေကုပ်ယူပြီးအာရခပြည်တွေကိုစိတ်ဝင်ကအစိုးရအနေနဲ့အကြမ်းဖက်အာစာနဲ့ RSO အဖွဲ့တွေကိုရှင်းလင်းဖို့လိုအပ်တယ်လို့အကြမ်းဖက်စစ်သွေးကြဝါဒီကိုအားပေးထောက်ခံနေတဲ့ BGB တွေကအရာရှိတွေကိုလည်းအရေးယူပေးဖို့ AA ကတောင်းဆိုနေပါတယ်။စလင်လက်နက်ကိုင်းများဖြစ်သည့်အာဆာ RSO တို့နဲ့နေဆက်ဒေတာများမှာတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုများပြားနေတဲ့တဲ့ရင်ကိုဝေမျှပေးကြပါမယ်။စက်တင်ဘာ15ရက်မှာစတင်ကရခိုင်လက်နက်ကိုင် AA များ၏နေဆက်လုံခြုံရေးစခန်းတစ်ခုကိုအာဆာတပ်ဖွဲ့ကအင်အားလုံးရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးယနေ့စက်တင်ဘာ23ရက်အထိတိုက်ပွဲများဆက်လက်ပြင်းထန်နေကလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်မှုများကြောင့်နှစ်ဖက်ထိခိုက်ကြဆုံးမှုများပြားနေတယ်လို့သိရဝင်ရောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ရခိုင်လက်နက်ကိုင် AA များသည်ရခိုင်ပြည်နယ်တွင်ရှိဘင်္ဂလီကျေးရွာများကိုမိရှို့ဖျက်ဆီးခြင်း၎င်းတို့ကိုကန့်ကွက်ဆန္ဒပြသည့်ဒေသခံပြည်သူများကိုတပ်ဖြတ်ခြင်းများရခိုင်ပြည်နယ်တွင်ရှိဘင်္ဂလီလူမျိုးများကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းမတရားပြုကျင့်ခြင်းများကြောင့် UK ခြေစိုက်ဖွဲ့တစ်ခုဖြစ်သည့် Brown ဖွဲ့ကAAC ဦးစီးချုပ်ထွန်းမြတ်နိုင်ပါဝင်အမိန့်ပေးစစ်ကိုင်းသူများကိုတရားစွဲဆိုရန်အာဂျင်တီးနားတရားရုံးကိုတင်ပြတောင်းဆိုထားတယ်လို့သိရပါတယ်။ယင်းပြင်ရခိုင်လက်နက်ကိုင် AA များသည်ဒေါ်လာရေးကောင်းစဉ်တက်ကမူရစ်စေဝါသယ်ဆောင်ရောင်းဝယ်ခြင်းများကိုအိန္ဒိယနိုင်ငံများကိုသာမကပြည်ပနိုင်ငံများထိပါတင်ပို့ရောင်းချနေခြင်းကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ကနေဆက်ဒေသများတွင်ရခိုင်လက်နက်ကိုင် AA များကိုပြစ်ခတ်ဖမ်းဆီးမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကိုနော့ဖြစ်ပါတယ်